တကောင်ကအဟောင်းဝါဒနာရှင်လူတွေ့ရင်လည်းဟောင်းတယ်ခွေးချင်းချင်းတွေ့ရင်လည်းဟောင်းတယ်လေတိုက်ရင်လည်းဟောင်းတယ်တိရွက်ကျွေလည်းဟောင်းတယ်တခါလေအိတ်နေနဲ့ရောင်ပြီးထဟောင်းတယ်ပထမတကောင်နောက်တကောင်ကျတော့အရန်သဘောကောင်းတယ်လုံးဝမဟောင်းဘယ်လောက်သဘောကောင်းလဲဆိုအိမ်ထဲမှာတခိုးဝင်လာတာတောင်ပြုံးပြတယ်ဆိုတော့ဒါဆိုရင်အဲ့ဒီခွေးနှစ်ခွေးမှာဘယ်ခွေးကပိုပြီးခွေးတယ်လဲ好咩杯？好咩杯啊？ဘယ်ခွေးကပိုပြီးခွေးတယ်လဲမေကိုတရားတော့ဘယ်ခွေးကပိုဟောင်းတယ်လို့မမေးဘူးနော်ဘယ်ခွေးကပိုပြီးခွေးတယ်လဲဆိုလုံးရကိုမေးတာလားဖြစ်ရကိုမေးတာလားဘကောအားဟောင်းတဲ့အတွက်ကြောင့်ခွေးပိုပြီးဖြစ်သွားသလားဘကောမဟောင်းမဲ့နေတာကျတော့လူရုပ်ပေါက်လာသလားပေါက်လာအဲ့တော့ခွေးဖြစ်တာချင်းတူလားမတူဘူးလားအတူတူပဲခွေးဖြစ်တာချင်းအတူတူပဲအဲ့သဘောပေါက်ဖို့ရှိတယ်အဲ့ဒီဖြစ်ရဖြစ်တဲ့ကျွန်တော်တို့ရဲ့ဗီဇမှာ၃ခုရှိတယ်ကျွန်တော်တို့ဗီဇမှာစန္ဒရဲ့ပညာရဲ့ခွန်အားရဲ့ဘာစန္ဒလဲအပြစ်လုပ်ချင်တဲ့စန္ဒရှိလားမရှိဘူးလားမကောင်းလို့သာထိန်းထားတာအထဲမှာတွန်းနေတဲ့ဟာတခုရှိလားမရှိဘူးလားရှိတယ်အဲ့ဒါအပြစ်လုပ်ချင်တဲ့ဘာလဲစန္ဒပြီးတော့အပြစ်လုပ်တတ်တဲ့ပညာသင်ပေးစရာလို့လားမလို့ဆိုရိုးစကားတော့ရှိတယ်လူကနေပေမဲ့ဘာမနေဘူးလေပညာမနေဘူးကောင်းပြီဒါဆိုရင်အပြစ်လုံးနိုင်တဲ့ခွန်အားရှိလားမရှိလားရှိတယ်အဲ့ဒီအပြစ်လုံးနိုင်တဲ့စန္ဒလုံးချင်တဲ့စန္ဒလုံးတတ်တဲ့ပညာလုံးနိုင်တဲ့ခွန်အားတွေရှိနေတာကဘယ်မှာရှိနေတာလဲဗီဇမှာရှိတယ်အဲ့ဒီဗီဇကိုမပေါ်အောင်ကြိုးစားပြီးဖုံးနိုင်တဲ့လူကောင်းလို့လူတွေကသတ်မှတ်တယ်အဲ့ဒီဗီဇကိုမဖုံးနိုင်မင်းနဲ့ခဏခဏ break ပေါက်နေတဲ့လူကြတော့ဘာလို့သတ်မှတ်လိုက်လဲလူဆိုးလူမိုက်လို့သတ်မှတ်လိုက်တယ်ဒါပေမဲ့ဘာချင်းတော့အတူတူပဲဗီဇချင်းကတော့အတူတူပဲကဲမေးပြစေမေးပြစေအမှန်တိုင်းဖြစ်မယ်နော်ကျွန်တော်တို့ထဲမှာကောင်းတာနဲ့မကောင်းတာဘယ်ဟာကပုံများတယ်လဲမစက်နဲ့မဖြစ်မစက်နဲ့မဖြစ်လက်နဲ့ပဲဖြစ်ကျွန်တော်တို့ထဲမှာကောင်းတာနဲ့မကောင်းတာဘယ်ဟာကပုံများတယ်လဲကောင်းတာကများတဲ့လူလက်ထောင်ပါကောင်းတာကပုံများတယ်ဟုတ်ပြီကျေးဇူးတင်တယ်မကောင်းတာကပုံများတဲ့လူလက်ထောင်ပါဒီပြချပါမကောင်းတာကပုံများတယ်ဆိုတော့ကောင်းတာဘယ်လောက်ပဲရှိလဲနည်းနည်းလေးပဲရှိတယ်ကဲကျွန်တော်နောက်ကလိုက်ဆိုငါအထဲမှာကောင်းသောအရာတစ်စုံတစ်ခုများမတည်ရှိသလားတစ်ခုရှိသလားကျွန်တော်ထဲမှာကောင်းတဲ့အရာတစ်ခုမှမရှိဒါပေမဲ့ကျွန်တော်တို့ဘာထင်လဲကောင်းတဲ့အရာနည်းနည်းပါးပါးရှိတယ်လို့မထင်ဘူးလားအဲ့ဒါဘာလဲဆိုတော့နောက်တော့ပြောပြမယ်ဒီတိုင်းအကြံပြောတကယ်တော့ကျမ်းစာအရကြည့်ရင်ကျွန်တော်တို့ထဲမှာကောင်းတဲ့အရာတစ်ခုရှိလားတစ်ခုမှမရှိဘူးဥပမာမနေ့စောစောထလမ်းလျှောက်သွားတယ်လမ်းလျှောက်ခင်ဗျားမှောင်နေတော့သိမမြင်ရအောင်အဲ့လမ်းမှာခပ်ပြော့ပြော့အပုံတပုံတက်နေပြီလေဆိုတော့ဘယ်လိုခံစားကံကောင်းနေအချောက်လမ်းပြီးသိမ်းထားအောင်ပါပဲဘယ်သူမှမပြောယွန်းလမ်းမယုံလားယွန်းနေဘယ်ပေါ်ပြန်လာပြီးဒီမှာဘာလာလို့သွားလဲအဲ့ဒီယွန်းတဲ့အရာဟာခမည်းထဲမှာခုရှိလားမရှိဘူးလားမရှိမှဆိုလို့ကုံချမ်းတော်သွားထည့်ရသေးတယ်ခုနကဆိုတော့အခုရှိလားမရှိဘူးလားရှိတယ်ဒီမှာကျွန်တော်ဆိုလဲနဲတာမဟုတ်ဘူးတော်သေးတယ်ဘန်ကောက်ရောက်မှာဆရာဆိုင်းတို့ဆိုင်းဝင်းကျော်တို့တွေ့တော့နည်းနည်းတော်သေးတယ်ဟုတ်ကောင်းပြီအဲ့တော့အခုကျွန်တော်ထဲမှာရှိလားမရှိဘူးလားဒါပေမဲ့လူကအထဲမှာရှိတဲ့ချိန်ယွန်လားအပြင်ထွက်လာမှယွန်လားအပြင်ထွက်လာမှအထဲမှာတော့ကြိုက်တော့ရှိယွန်လားမယွန်ဘူးအပြင်ထွက်လာရင်တော့ဘာဖြစ်လဲအပြင်ထွက်လာရင်တော့အရေးတွေအဖတ်တွေမှာပြောတယ်အငွေ့တောင်လက်မခံအခုနေထူးခြားတဲ့အငွေ့တွေငွေထွက်လာကြည့်ပါလားထုံးလို့တဲ့လူကအရင်လိုက်ရှာမှတရားခံတယ်ဒါပေမဲ့
ခင်နဲ့အထဲမှာရှိလားမရှိဘူးလားရှိတယ်ကြလိုက်ဆိုပါလူကိုညဉ့်ညူးစေသောအရာဒီဘယ်မှာရှိတယ်လူရဲ့အထဲမှာရှိတယ်ဒါကြောင့်ကျွန်တော်တို့အထဲမှာရှိတဲ့အရာတွေအကြောင်းကိုစဉ်းစားမယ်ဆိုရင်တော့ကြောက်စရာကောင်းကြောက်စရာကောင်းဒါကိုကျွန်တော်သိပြီးတော့အချိန်ရရင်ပြောမယ်အချိန်ပြန်ဆက်ကြော်သွားမယ်အဓိကသေချာတာတော့ကျွန်တော်တို့ထဲမှာပြည့်လို့ချင်တဲ့စံတာတွေရှိလားမရှိဘူးလားရှိတယ်အပြည့်လောက်တက်တဲ့ပညာအောင်မရှိဘူးလားလောက်နိုင်တဲ့ခွန်အောင်မရှိဘူးလားဒါကျွန်တော်တို့ရဲ့ဗီဇအဲ့ဒီဗီဇရှိတဲ့အတိုင်းကျွန်တော်တို့ဘာကိုလောက်ကြတယ်လဲအဲ့ဒီဒုစရိုက်မှာလည်းအခြေခံပိုင်းတစ်ပိုင်းရှိတယ်နော်လောက်ချင်းနဲ့မလောက်ချင်းလောက်ချင်းနဲ့မလောက်ချင်းဆိုတဲ့အဓိပ္ပာယ်ကမလောက်တဲ့နာကိုလောက်တာနဲ့လောက်တဲ့နာကိုမလောက်တာအဲ့ဒီနှစ်ခုစလုံးကပါလေဒုစရိုက်ဖြစ်တယ်ဒုစရိုက်ဖြစ်ဆိုကြပါစို့ဆရာဆိုင်ရစဉ်းစားတယ်ငါပတ်စံမရှိဘူးဘာလို့မကောင်းလဲအဲ့ဒီချိန်မှာဆရာစော်မင်းကပတ်စံအေဂျီဆွဲပြီးတော့ထွက်လာတွေ့လဲတွေ့ရောဆရာဆိုင်ကနေ့တလက်မှတုတ်ကောင်းကောင်းတစ်ချောင်းကိုယူပြီးတော့အနောက်ကနေလိုက်သွားပြီးတော့ဆရာဦးစော်မင်းရဲ့ခေါင်းကို၄-၅ချက်လောက်ကျေးဇူးပြုလိုက်တယ်ဆိုတော့ဆရာဦးစော်မင်းလဲသွားပြီးတော့တွေးအိမ်ထဲမှာလဲကြံဆိုတော့အဲ့ဒီမှာဆရာဆိုင်ကပတ်စံအိတ်ကိုယူပြီးလေးချုံပြီးထွက်သွားတယ်ဒါဆိုရင်ဆရာဆိုင်ဘာလုပ်လိုက်တယ်ဘာလုပ်လိုက်လဲလေးချုံမလုပ်တဲ့နာကိုလုပ်လိုက်ခဏနေတော့ဆရာစော်မင်းလဲနေတဲ့လမ်းမှာဆရာထုံးမြတ်ဘဲဥပြုံးနဲ့ထမင်းစားပြီးသွားကြထိုးပြီးတော့လမ်းလျှောက်ထွက်လာအဲ့လိုထွက်လာတဲ့အခါလာရင်းနဲ့ဆရာစော်မင်းလဲနေတာလဲတွေ့ရောဘာမှမလုပ်ဘူးသူ့ဟာသူ့လမ်းသူအေးစစ်စစ်ပဲလျှောက်တာဒါဆိုရင်ဆရာထုံးမြတ်ဘာလုပ်လိုက်လဲဒုစရိုက်လုပ်တဲ့နာကိုဒါကြောင့်အဲ့ဒီဒုစရိုက်ကိုဆရာဆိုင်နဲ့ဆရာထုံးမြတ်ကတယောက်တစ်ဝက်စီရှယ်ယာခွဲပြီးကျူးတယ်ဆိုတော့ပြောချင်တာကဒီနေ့ကျွန်တော်ရဲ့အသက်တာမှာမလုပ်တဲ့နာတွေလုပ်တာတွေအများကြီးရှိလားမရှိဘူးလားရှိပါတယ်တကယ်ရှိလားမရှိဘူးလားရှိပါတယ်ကျွန်တော်ဘဝမှာမလုပ်တဲ့နာလုပ်တာရှိပါတယ်ဆိုရင်လက်ထောင်ပါမလုပ်တဲ့နာဟုတ်ကဲ့ချောင်းဘာလုပ်တယ်လဲဆိုတာအိမ်လာလဲပြီးတိုးတိုးလေးမေးကြည့်ပါကောင်းပြီလုပ်တဲ့နာမလုပ်တဲ့လူရှိလားရှိပါတယ်မထောင်ခိုင်းတော့ဘူးတခါကျွန်တော်ချစ်လို့လာတယ်ထင်တယ်မုန်းလို့လာကြတာဆိုတော့ကောင်းပြီအဲ့ဒါလူသားတာနဲ့အတူတူခုနကခိုးတယ်အခုဘာဖြစ်သွားပြီလဲဘွဲတစ်ခုပြီးတစ်ခုပဲနောက်တစ်ခုလာမယ်စိတ်ခိုင်ခိုင်ထားပြီးနားထောင်ပါလိမ့်